နေပူကြီးစစ်ဆိုတာအရာရာတိုင်းကိုကြံ့ကြံ့ခံပြီးတကယ်ကိုပျော်ရွှင်စရာကောင်းတဲ့သူတစ်ယောက်ဖြစ်လာအောင်ကြိုးစားနိုင်ခဲ့သူပါနေကိုလက်ချေမပါပဲမွေးဖွားလာခဲ့ပေမဲ့သူဟာပြည့်စုံတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်သူဟာအသက်မွေးဝမ်းကြောင်းတစ်ခုကိုရှာဖွေနိုင်ခဲ့တယ်လို့အိမ်အောင်ပြုပြီးသားသမီးလေးဦးကိုပြုစုပြောင်းထောင်နိုင်ခဲ့ကဘာတဝမ်းလူတွေကိုခွန်အားပေးနိုင်ခဲ့သူတဦးဖြစ်လာခဲ့ပါတယ်နေဟာဘယ်သူနဲ့မှမတူတဲ့ပုံစံနဲ့ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပါတယ်သူဟာကဘာနှံခရီးလှည့်ပြီးလူတွေရဲ့ဘဝတိုးတက်ပြောင်းလဲဖို့ဟောပြောပွဲတွေလှုပ်ဆောင်နေတာပါသူ့ဘဝအစတည်းကရုန်းကန်ခဲ့ရပေမဲ့နေဟာစိတ်ဓာတ်ကိုတင်းတင်းမတ်မတ်ထားပြီးအရာရာကိုပြောင်းလဲပြစ်နိုင်ခဲ့ပါတယ်အိုင်ရှာစကောရာကတော့ခန္ဓာကိုယ်တွင်အစိတ်ပိုင်းတွေပြောင်းပြန်တည်ရှိနေတဲ့ကဘာဘဝရှားပါကလေးငယ်တွေကတအူပါဒါဟာအဓိကအင်္ဂါအစိတ်ပိုင်းတွေလင်းရလွဲမှားနေတဲ့အခြေအနေဖြစ်ပြီးသူ့မှာအောက်မေးယူလည်းမရှိပါဘူးအိုင်ရှာမွေးဖွားချိန်မှာဆရာဝန်တွေကသူ့အမေကိုဒီကလေးကတညတောင်ခံမှာမဟုတ်ဘူးလို့ပြောခဲ့ပေမဲ့သူကသေမင်းကိုအောင်နိုင်ခဲ့ပါတယ်အခက်ခဲတွေကြားသူကခက်ခဲခဲ့ပေမဲ့ပျော်ရွှင်တဲ့ဘဝကိုဖျက်ဆီးပြီးရက်ဂီတာကိုတော့အလေးနက်ထားလှုပ်ဆောင်နေပါတယ်အိုင်ရှာဟာလူအများပြားအတွက်ကြန့်ခိုင်မှုနဲ့ဇွဲလုံးလာရဲ့ပြရုပ်တစ်ခုဖြစ်ပါတယ်ဂျက်စီကာကသူမဟာရှားပါမွေးရပါချွေရင်ချက်ကြောင့်လက်နှစ်ဖက်လုံးမပါပဲမွေးဖွားလာခဲ့တဲ့မိန်းကလေးတဦးပါသူမဟာကဘာပေါ်မှာလက်မပါပဲလေရင်မောင်းလိုက်စဉ်ရရှိခဲ့တဲ့ပထမဆုံးသောလေရင်မှုအဖြစ်လူသိနေရပါတယ်ဒါ့အပြင်ဂျက်စီကာဟာတိုက်ကွန်ဒိုမှာလည်းခပ်ပတ်နက်ရရှိထားသူတဦးဖြစ်ပါတယ်ကံကြမ္မာဆိုတာသတ်မှတ်ထားပြီးသားလို့ထင်ရပေမဲ့ဂျက်စီကာကော့ရဲ့ဖြစ်ရကတော့ကျော်လွှားရခက်ခဲခဲ့တဲ့အခက်အခဲတွေကိုအောင်မြင်စွာရင်ဆိုင်နိုင်ပုံကိုပြသနေပါတယ်လက်မပါတဲ့မိန်းကလေးတယောက်ကလေရင်မှုဖြစ်နိုင်ရင်လည်းတင်းရဲ့ပြဿနာတွေကိုဖြေရှင်းနိုင်မှာအသေးချာပါပဲတယ်လီလော့ကီသူမဟာသူမရဲ့ဆက်ရုပ်လက်တွေကြောင့်ကိုစိုက်ဖို့မိန်းကလေးလို့ခေါ်လေးရှိပါတယ်သူမအသက်15လအရွယ်မှာပြင်းထန်တဲ့ယောဂတစ်ခုကိုခံစားခဲ့ရပေမဲ့သူမရဲ့မိဘတွေရဲ့လက်မလျှော့ပဲသူမပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်အောင်အစွမ်းကုန်ကြိုးစားပေးခဲ့ပါတယ်သူမဟာပျော်ရွှင်ပိုင်ခွင့်အတွက်စတင်တိုက်ပွဲဝင်ခဲ့ပါတယ်ပြဿနာတွေအများကြီးရှိတဲ့ဆယ်ကျော်သက်လေးဖြစ်ပေမဲ့လူကြီးတွေထွက်ပိုးပြီးအပြုံးချိုသူလေးပါပျော်ရွှင်နိုင်ခွင့်အတွက်တိုက်ပွဲဝင်ပြီးလူကြီးတွေထက်တောင်ပိုပြုံးနိုင်သူလေးပါမန်ဒီဆဲလာသူမဟာအသက်36နှစ်ရှိပြီဖြစ်ပြီးဆရာဝန်တွေတိတိကျကျမသိနိုင်တဲ့ရှားပါးယောဂတစ်မျိုးကိုခံစားနေရသူတဦးဖြစ်ပါတယ်သူမဟာခြေထောက်တွေကမဝေးကလေးကပုံမှန်ထက်ကြီးမားနေပြီးအချိန်နဲ့အမျှပုံမကြီးမားလာနေပါတယ်ဒါဟာမိန်းကလေးတယောက်အတွက်ခက်ခဲပင်ပန်းတဲ့ဘဝတစ်ခုဖြစ်စေခဲ့ပါတယ်မန်ဒီယာသူမရဲ့တငယ်ချင်းတွေအထိုင်များတဲ့ဘဝမှာနေထိုင်နေကြတာကိုအံ့ဩနေပါတယ်သူမသာအခွင့်အရေးရရင်မနက်ခင်းပြေးရတာကိုအကြိုက်ဆုံးဖြစ်မှာပါသူဟာကိုလေးချိန်32ကီလိုဂရမ်နဲ့အရက်138စင်တီမီတာရှိတဲ့အမျိုးသားတစ်ဦးပါသူ့ကိုကြည့်ရင်ဝမ်းနည်းစရာလို့ထင်ရပေမဲ့တကယ်တော့သူဟာကမ္ဘာအသေးဆုံးကာယဗလာမယ်ရေကူးသမားနဲ့တကယ်ကိုစိတ်သက်ခွန်အားပေးနိုင်သူပါအားကစားရုံမသွားဖို့ခိုင်လုံတဲ့အကြောင်းပြချက်တွေရှိနေပေမဲ့သူကတော့အမြဲတမ်းပြုံးချင်စွာနဲ့စူးစမ်းနေသူဖြစ်ပါတယ်အခုလိုစိတ်ဝင်စားရတဲ့အကောင်းတဲ့အကြောင်းတွေကိုကြည့်ဖို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့